လုံးရလိုက်တာအချစ်ရဲ့အချစ်မှကြတော့စိတ်ချပါလို့ပြောပြီးနောက်ွယ်မှာကိုမဟုတ်တဲ့တခြားတစ်ယောက်နဲ့အနာဂတ်အကြောင်းတွေတိုင်မြင်နေတာတော့ရက်ဆက်လုံးရမကြောက်ဘူးလားအချစ်ရဲ့စိတ်ချပါတို့ရကိုသာသွားပါသားတဲ့ခိုင်းမှနားပါတတိယတတ်တဲ့အခါအရင်လိုရန်ချနဲ့ပါတဏှာတွေကဒီကောင်ကြီးမင်းကိုစောင့်နေတယ်လို့သိချင်းလိုက်တာကိုတကားတော့ငါမေ